ဂုံတို့တွေနဲ့ဓမြတွေဆုံးချိန်မှာတော့ဂုံတို့တဲကလူတယောက်ကဓမြတွေကိုဒီမျိုးကနေထွက်သွားလိုက်ဆိုပြီးအသာတကြီးနဲ့စပြောတော့ဓမြတွေကဗလိုင်းကြီးပါလားဆိုပြီးဝိုင်းရင်ကြတယ်နောက်တော့အဖွဲတွေကဗလားတောက်တောက်နဲ့လူထလာပြီးစကားနဲ့မထွက်ခိုင်းနဲ့ဆိုပြီးမီးကျင်းနဲ့မီးဝိုင်းတစ်ခုကိုဝိုင်းလို့သူ့ကိုဒီမီးဝိုင်းတွေကနေအပြင်ရောက်အောင်လုပ်နိုင်ရင်သူတို့ boss နဲ့ပေးတွေ့ပေးမယ်လို့စမ်းသက်လိုက်တယ်ဒါနဲ့ဂုံတို့အဖွဲတွေကကိုကရုံးကနေဆွဲထုတ်ယုံပဲလားလို့မေးပြီးသူ့ရဲ့ run ကိုထုတ်သုံးလို့မီးဝိုင်းတွေကိုပြေးဝင်သွားချိန်မှာတော့ဓမြကြီးရဲ့ရေဘက်ကြားတွေကိုရောက်သွားပြီးဖိသက်ခံရတော့မဲ့အခြေအနေဖြစ်သွားပါတယ်ဒီတော့မှကိုကရုံးနဲ့သူ့အရှုံးပေးပါတယ်ဆိုပြီးတဲကြီးမဲကြီးတောင်းပန်တော့တာနဲ့ဂုံကဝင်လာပြီးတောင်းပန်တာတော့မလှုပ်ပေးတဲ့ဓမြကြီးရဲ့ပါးကိုရိုက်ပစ်လို့ကိုကရုံးကိုကယ်လိုက်ပါတယ်ကယ်ပြီးချင်းစီးပြင်ကိုပြန်ထွက်သွားတာမို့စီးမြင်းအရာဂုံရှုံးသွားတာနဲ့ကီရူလာဝင်လာပြီးသူ့လုပ်ပြမယ်လို့ပြောရင်အရက်တွေထဲကနေမီးတော့အရက်ပလင်းကိုယူလိုက်တယ်နောက်တော့ဓမြကြီးရဲ့ခေါင်းပေါ်ကိုပြေးတက်သွားပြီးအဲ့ဒီအရေးတွေလောင်းချလိုက်တာမို့ဓမြကြီးလည်းခေါင်းမီးလောင်ပြီးစီးပြင်ကိုထွက်လို့ထွက်မိမှန်းတော့မသိပဲရောက်သွားတော့တယ်ဒါပေမဲ့သူမတရားလုပ်ခံရတယ်ဆိုပြီးကီရူလာကိုတိုက်ခိုက်ဖို့ပြန်ထလာတာနဲ့သူတို့အဖွဲ့တွေကလူတယောက်ကဓမြကြီးကိုစော်ပစ်လိုက်ပြီးမင်းစီးမြင်းထုတ်ထားရင်အဲ့အတန်းလက်ခံရမှာပေါ့လို့ပြောရင်ဂုံတို့ကို boss ကြီးတဲ့စီကိုခေါ်သွားပါတယ် boss နဲ့တွေ့တော့ boss ကသူတို့ကိုထွက်သွားစေခြင်းဂိမ်းရှစ်မျိုးကိုအတူတူကစားရမယ်လို့ပြောပြီးဆော့လို့သူတို့ရှုံးရင်သူတို့ဒီကျုံးကနေထွက်သွားပေးမှဖြစ်ပြီးဂုံတို့ရှုံးရင်တော့ဂုံတို့ထွက်သွားရမယ်လို့ပြောလိုက်တယ်ဂုံတို့ဘက်ကလည်းလက်ခံတဲ့အခါမှာတော့ပထမကစားပွဲကိုလက်ဝိတ်ထိုးမယ်ဆိုပြီးဓမြတွေဘက်ကဒူတယောက်ထွက်လာတယ်လို့ဂုံတို့ဘက်ကနေလည်းသပင်ကီထောင်တဲ့လူတယောက်ထွက်သွားပါတယ်လက်ဝိတ်ပွဲအတွင်းမှာနန်အသုံးပြုခွင့်ကိုလည်းပေးထားတာမို့တယောက်နဲ့တယောက်စတိုက်ခိုက်ကြရာကနေပထမဆုံးအနေနဲ့ဂုံတို့ဘက်ကလူကသူ့ရဲ့လက်သီးထဲမှာနန်ကိုတုံးပြီးတိုက်ခိုက်လိုက်တာမို့တစ်ဖက်လူရဲ့မျက်နှာရှသွားပါတယ်နှစ်ယောက်စလုံးကလည်းအင်မီတာတွေဖြစ်နေတာမို့ဂျိုးဝိုင်းထဲမှာနီးကပ်တဲ့အကွာဝေးတစ်ခုကနေတိုက်ခိုက်နေကြပြီးဂုံတို့ဘက်ကလူရဲ့တိုက်ခိုက်ချက်တွေကလည်းတစ်ဖက်လူပေါ်ကိုလှည့်မြန်တဲ့နှုံနဲ့ကျလာပါတော့တယ်ဒါကိုဓမြဘက်ကပြန်မခုခံနိုင်တော့ပဲကျမ်းမြင့်ပေါ်ကိုဘုံကနေလဲကျသွားတော့တာမို့ဂုံတို့ဘက်ကလူတွေလည်းမိုင်းလိုက်တာဆိုပြီးတခဲနဲ့အားပေးနေကြတော့သူတို့ဘက်ကလူကပါလဲကျသွားတာကိုမြင်လိုက်ရတယ်ဘလို့ဖြစ်တာလဲဆိုပြီးအားလုံးအံ့ဩနေကြတာနဲ့ကီရူလာကနေဓမြဘက်ကလူကတိုက်ခိုက်နေတဲ့အတွင်းမှာလက်တစ်ဖက်ကိုနန်ကိုတုံးနိုင်ပြီးအောက်ကနေရှိုးဝင်သွားလို့ပင်းလက်တီးနဲ့ထိုးလွှတ်လိုက်တာလို့ရှင်းပြတော့မှနားလေသွားကြတော့တယ်သူအဲ့လိုရှင်းပြနေတော့မှပဲကျိုးဝိုင်းတွေကဓမြကပြန်ထလာပြီးဂုံတို့ဘက်ကလူကတော့ပြန်မထလာနိုင်တော့တာမို့ပထမကစားပွဲမှာဂုံတို့တွေရှုံးသွားပါတယ်ကီရူလာကတော့ဒီဓမြတွေနဲ့သာဆိုရင်ရှစ်ကြိမ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးသူတို့၃ယောက်ဘာလို့တင်နေဆိုတာကိုအချင်းချင်းတိုင်ပင်လိုက်ပြီးမှဒုတိယကစားနည်းဖြစ်တဲ့ဘောလုံးပစ်တာကိုဘစ်ကစ်ကဝင်ဆော့ပါတယ်ဘောလုံးမကျအောင်လုပ်ရမယ့်ကစားနည်းမှာဘစ်ကစ်ကဘောလုံးကိုတမင်အကျခံပြီးအရှုံးပေးလိုက်တယ်လို့ကီရူလာကလည်းစီဝိုင်းအပြင်ထွက်ရင်ရှုံးတဲ့ကစားနည်းမှာတမင်စီဝိုင်းအပြင်ထွက်ပြီးအရှုံးပေးလိုက်တာမို့သူ့ကိုပြင်းကျင်နေတဲ့ဖက်တီးဓမြကတင်းသွားပါတယ်နောက်တော့အားလုံးအရှုံးပေးလိုက်ကြပြီးအပြင်ကိုထွက်လာခဲ့ကြချိန်မှာအဖွဲ့သားတွေထဲမှာစိတ်ဝမ်းကွဲတာတွေဖြစ်လာပြီးသူတို့ဒီဓမြအဖွဲ့ကိုလည်းမနိုင်မဲ့အတူတူကက်ကိုရလာခဲ့ရင်လည်းနောက်ထပ်ရန်သူတွေရဲ့ပြစ်မှတ်ဖြစ်တာပဲအဖက်တင်မှာဘူးဆက်မလုပ်တော့ဘူးဆိုပြီးအသီးသီးထွက်သွားကြတယ်အဲ့လိုနဲ့နောက်ဆုံးမှာတော့ဂွန်တို့၃ယောက်နဲ့ဂိုရီနုသာကြံခဲ့ပြီးသူတို့ဒီ event ကိုရှင်းဖို့ဆိုရင်လူ15ယောက်လဲလို့ဓမြတွေနဲ့ဂိမ်းကစားဖို့ကလည်းလူ6ယောက်ရှိမှဖြစ်မှာမို့နောက်ထပ်ခေါ်စရာလူလေးများမရှိဘူးလားလို့ဂွန်တို့ကိုမေးလာတယ်ဒါနဲ့ဂွန်ကလည်းသူ့စာအုပ်ကိုဖွင့်ပြီးစာအုပ်ထဲကအတန်မာဆုံးလူကိုရှာကြည့်လိုက်တော့ခရိုလိုဆိုတဲ့နာမည်ပေါ်လာတာနဲ့ကီရူလာလည်းအဲ့ဒီခရိုလိုကအတူကြီးဆိုပြီးဒီနာမည်ကိုယူထားတဲ့လူကသူတို့အဖွဲ့တွေကလူတစ်ယောက်ပဲဖြစ်ရမယ်လို့ပြောပါတယ်ဒါနဲ့ဂွန်ကပင်းကိုအဖွဲ့တွေကလူကဒီထဲကိုဘာလာလောက်တာလဲဆိုပြီးဆက်မေးတာနဲ့ဂိုရီနုကအဲ့ဒီလူကဂိမ်းနိုင်ဖို့မဟုတ်ဘူးဆိုရင်ကတ်တူကိုစိတ်ဝင်စားမှာမဟုတ်တာမို့အဲ့ဒီလူကိုသူတို့အဖွဲ့တွေခေါ်လို့ရရင်ကောင်းမယ်လို့ပြောလာတယ်ဂွန်ကလည်းအဲ့ဒီလူကိုတွေ့ရင်ဒီထဲဘာလာလောက်တာလဲဆိုပြီးမေးချင်နေတာနဲ့အတော်ဖြစ်သွားပြီးသွားတွေ့မယ်ဆိုပြီးသူ့ရဲ့အကော်မနီကတ်ကိုတုံးလို့ခရိုလိုဆိုတဲ့နာမည်သုံးထားတဲ့လူစီ၄ယောက်သာထွက်လာခဲ့ကြတော့တယ်ဟိုရောက်တော့ခရိုလိုဆိုတဲ့လူကသူတို့မထဲမှတ်ထားတဲ့ဟီဆိုဒါဖြစ်နေတာမို့အံ့ဩသွားတာနဲ့တိုက်ခိုက်လာရင်တုံးပြန်လို့ရအောင်သူတို့ရဲ့နံကိုထုတ်ပြလိုက်ချိန်မှာတော့ဟီဆိုဒါကဂွန်တို့တော်တော်တိုးတက်လာပြီပဲလို့မှတ်ချက်ပေးပါတယ်နောက်တော့ဂွန်ကဒီကိုဘာလာလောက်တာလဲဆိုပြီးမေးတာနဲ့ဟီဆိုဒါလည်းနံကိုဖယ်ပေးမဲ့သူကိုလာရှာတာလို့အမှန်တိုင်းဖြေလိုက်ရင်ဂွန်တို့လိုက်နှောက်ယှက်နေမှာမို့သူနဲ့ခရိုလိုရဲ့1 by 1တိုက်ပွဲကပိုချသွားလိမ့်မယ်ဆိုပြီးအမှန်တိုင်းမပြောတော့ပဲခရိုလိုကိုလာရှာတာလို့လိန်ပြောလိုက်တယ်အဲ့ဒါအပြင်ကူရာရဲ့နံကိုဖယ်ဖို့ပါသူ့မှာနီးရှိတယ်ဆိုပြီးရွှေ့လိုက်ပြီးအဲ့ဒီအကြောင်းကိုခရိုလိုကိုပြောပြခြင်းပေမဲ့ရှာလို့မတွေ့တာနဲ့ပင်းကိုအဖွဲ့တွေကတယောက်ယောက်နဲ့များတွေ့မလားဆိုပြီးဒီနာမည်နဲ့များခေါ်ထားတာလို့ပြောတယ်အဲ့ဒီအချိန်ဘစ်ကစ်ကလည်းရှွန်းလက်နေတဲ့မျက်လုံးတွေနဲ့သူတို့နဲ့ပူးပေါင်းပါလားဆိုပြီးကားလန့်လိုက်တာမို့ဂွန်တို့တွေကအံ့ဩသွားပြီးဟီဆိုဒါကအန်နေများတဲ့လူလို့ပြောပြနေတယ်လို့ဘစ်ကစ်ကလည်းဟီဆိုဒါကလိန်ပြောနေတယ်ဆိုတဲ့အကြောင်းကိုသူမရိပ်မိအောင်တွေ့ဝိုက်ပြီးပြောပြလိုက်တယ်ဟီဆိုဒါကလည်းလူရှာမယ်ဆိုအချစ်မြို့တော်အိုင်ကအကောင်းဆုံးပဲမို့အဲ့ဒီကိုသွားကြမယ်ဆိုပြီးပြောတာနဲ့ထွက်လာကြရင်ကနေဂွန်တို့တွေလည်းဟီဆိုဒါလိန်နေဆိုတာဘလို့သိလဲလို့ဘစ်ကစ်ကိုဝိုင်းမိကြတယ်ဘစ်ကစ်ကတော့သူ့စိတ်ကအလိုလိုခံစားနေရတာလို့ပြောပြီးသူတို့အပေါ်ဖုံးခွယ်ထားတဲ့လူတယောက်ကိုသူဘာတွေကြံစီနေတာလဲဆိုတာသိရအောင်အနားမှာခေါ်ထားရမယ်လို့ပြောပါတယ်ဟီဆိုဒါကတော့သူ့စီလာတော့ကဘာကက်သုံးခဲ့တာလဲဆိုပြီးဂိုရီနုကိုမေးနေတဲ့အချိန်ကီရူလာကတော့ဟီဆိုဒါသူတို့နဲ့တွေ့တော့ကပြောလိုက်တယ်ခရိုလိုကိုလာရှာတာဆိုတဲ့စကားမှာလိုအပ်နေတဲ့အရာတွေရှိနေတာကိုသတိထားမိလာတယ်နောက်တော့သူတို့တွေအချစ်မျိုးတော်စီကိုရောက်လာကြပြီးမျိုးတွေကမိမလှလေးတွေရဲ့ဟိုတိုက်ဒီတိုင်းနဲ့လဲကြတန်တွေအကူကြီးအော်တောင်းတန်တွေကြားနေရတာမို့ကီရူလာကတခြားနေရာသွားကြစို့ဆိုပြီးပြောတယ်ဒါကိုဟီဆိုဒါကနေတခြားနေရာတွေက
တွေကပြင်းစရာကောင်းတယ်ဆိုပြီးပြောလာတာနဲ့ကီရူလာလည်းသူလိုအပ်နေတယ်ဆိုတဲ့အဖြေကိုချက်ချင်းရသွားသလိုဒီနေရာကအဲ့ဒီစကားရဲ့အဓိကပြဿနာပဲဆိုတာကိုသိသွားတယ်သူသာလူတစ်ယောက်ကိုရှာဖို့ဒီဂိမ်းနဲ့ဝင်ခဲ့တယ်ဆိုရင်ကတ်တွေရဲ့အရေးပါပုံကိုတရားပေါက်သိမှာပဲမို့သူဟန်တန်ဆာမူဝဲဖြေဖို့အပြင်ထွက်သွားတဲ့အချိန်မှာဂွန်နိုတွေကမာဆာဒူရာမှာရှိနေတာနဲ့မာဆာဒူရာမှာပဲဟီဆိုတာနဲ့တွေ့တာဖြစ်ရမယ်လို့တွက်ထားတယ်ဒီတော့ပင်းကူအဖွဲ့ကိုလာချတယ်ဆိုတဲ့လူတစ်ယောက်ကကတ်တွေပေါ်တဲ့မာဆာဒူရာမျိုးကနေထွက်သွားစရာအကြောင်းမရှိတာမို့သူပြေးနေတယ်ဆိုတဲ့အချက်ကသူပင်းကူအဖွဲ့နဲ့တွေ့ပြီးသွားတာဖြစ်လောက်တယ်လို့စဉ်းစားမိသွားတယ်ဒါဆိုဟီဆိုတာဒီဂိမ်းနဲ့ရောက်လာတဲ့ဆိုတာမှာတွေးစရာကတခုပဲရှိတော့တာမို့အဲ့ဒါကနန်ကိုဖယ်ပေးတဲ့သူလာချတာပဲဆိုပြီးနန်ကိုဖယ်ပေးနိုင်တဲ့သူကလည်းဒီကျုံးပေါ်မှာပဲဆိုတာပါသိသွားတယ်အဲ့ဒီအချိန်ကွန်ကတာဆဲကရက်ကိုပါသူတို့အဖွဲ့တွေကိုခေါ်တဲ့နယ်ဆိုပြီးဟီဆိုတာစီကိုလမ်းလျှောက်သွားလို့ဟီဆိုတာတွေးခဲ့ဘူးတဲ့လူတွေထဲမှာတာဆဲကရက်ပါနေမလားသိကျင်တာနဲ့စာအုပ်တောင်းကြည့်လိုက်တယ်ကီရူလာကလည်းဒီအချက်ကိုစောင့်နေပြီးစာအုပ်ထဲမှာပင်းကူအဖွဲ့ရဲ့နာမည်ပေါ်လာမလားလို့တွားကြည့်လိုက်ချိန်မှာတော့ပင်းကူအဖွဲ့ရဲ့နာမည်ရှိမနေတာကိုတွေးလိုက်ရတာမို့ဟီဆိုတာပင်းကူအဖွဲ့နဲ့မတွေ့ရသေးတာလားဆိုပြီးဇဝေဇဝါဖြစ်သွားတယ်တကယ်တော့ဟီဆိုတာကဂွန်တို့စာအုပ်တောင်းကြည့်လိုက်တဲ့အချိန်မှာပဲသူ့စာအုပ်ရဲ့ပုံသဏ္ဍာန်ကိုအမြန်ပဲပြောင်းပြလိုက်တာမို့စာအုပ်ထဲမှာပင်းကူအဖွဲ့ရဲ့နာမည်ကိုမတွေ့ရတာပဲဖြစ်ပါတယ်နောက်တော့တာဆဲကရက်ကိုဆက်သွယ်လိုက်ပြီးတွေးဖို့ချိန်ထားတဲ့နေရာရောက်မှာတော့တာဆဲကရက်ရဲ့လူ၄ယောက်နဲ့ပေါင်းရင်တော့စုစုပေါင်း9ယောက်ပဲရှိသေးတာမို့ကစားရမယ့်လူ10ယောက်ပြည့်သွားပေမဲ့ event အတွက်လူက15ယောက်ရှိမှဖြစ်မှာမို့နောက်ထပ်6ယောက်ရှာရအောင်မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့တာဆဲကရကဒီဂိမ်းမှာပါဝင်မှုအရေးချင်းမီရလားစစ်ဆေးမဲ့ဆိုပြီးစစ်ကြည့်လိုက်ချိန်မှာတော့တာဆဲကရလည်းသူ့ရဲ့အရေးချင်းတွေတဲကတခုဖြစ်တယ်အမြင့်ခုန်နိုင်တဲ့စွမ်းရည်ကိုပြလိုက်တယ်ခွန်တို့လည်းမိုင်းလိုက်တာဆိုပြီး NOV ချီကျူးနေကြတာနဲ့တာဆဲကရကသူဒီတက်မြင့်အောင်ခုန်နိုင်သေးတယ်လို့ကြွားလုံးထုတ်နေတော့ဂွန်နဲ့ကီရူလာတို့နှစ်ယောက်ကသူ့ထက်မြင့်တဲ့အမြင့်ထိရောက်အောင်သွားပြလိုက်တာမို့အံ့ဩသွားပါတယ်ဒါပေမဲ့လည်းကီရူလာကတာဆဲကရကိုဂိမ်းနဲ့ပါခိုင်းလိုက်ပြီးဂိမ်းကစားနည်းရဲ့အသေးစိတ်တွေကိုရှင်းပြနေတော့အဖွဲ့တွေကလူတယောက်ကနေဘုံမာအဖွဲ့က68ကတ်တောင်ရထားပြီးပြီဆိုတဲ့မကောင်းတဲ့သတင်းလာပြောပြတယ်ကျန်တဲ့ကတ်တွေကတော့သူတို့လိုက်ရှာနေတဲ့နံပါတ်2ကတ် Patch of Shaw နဲ့နံပါတ်85ကတ် Lucky Alexandrite တို့ဖြစ်နေတာမို့သူတို့မှအချိန်မရှိတော့ဘူးဆိုပြီးချက်ချင်းပဲဓမြတွေရှိတဲ့နေရာကိုလူ15ယောက်ဖြည့်ပြီးရောက်လာကြတယ်အထဲရောက်တော့သူတို့ဓမြတွေနဲ့လက်ဝေးဘိုးလင်းနဲ့ basketball စတဲ့ကစားနည်း3မျိုးကိုကစားလိုက်ကြပြီး3မျိုးလုံးမှာလည်းသူတို့ဘက်ကလူတွေကပဲဇက်တိုက်အနိုင်ရနေတာမို့စိတ်သက်တွေတက်ကြနေကြတယ်အဲ့ဒီအချိန်ဖတ်တီးဓမြထွက်လာပြီးသူက boss ရဲ့အမိန့်တွေကိုထပ်ပြီးမနာခံတော့တာမို့အခုကစလို့သူစိတ်ကြိုက်လုပ်တော့မယ်ဆိုပြီးကီရူလာကိုသူနဲ့တိုက်ခိုက်ဖို့ရှေ့ထွက်ခဲ့စမ်းလို့စိန်ခေါ်လိုက်တယ် boss ကတော့အဲ့ဒီစကားကသူတို့ချုပ်ထားတဲ့စာချုပ်ကိုဖောက်ဖျက်လိုက်တာပဲဆိုပြီးသတိပေးပေမဲ့လေ boss ကိုကြည်မြဖြစ်နေတဲ့ fatty ကဂယုမဆိုင်ဘူးဆိုပြီးချန်တွဲလူတွေကိုလည်းသူတို့သာပူပေါင်းရင် boss လောက်ကိုတော့အေးဆွေးကင်တွယ်နိုင်တာမို့ဒီကျုံကနေထွက်သွားကြမယ်လို့မဲဆွဲနေပါတယ်အဲ့ဒီအချိန် boss ကသူ့လက်ထဲကနေအနီရောင်မီးလုံးဝိုင်းလေးကိုထုတ်လိုက်ပြီးအာကျဲလုံနေတဲ့ fatty ရဲ့မျက်နှာတဲတဲ့ကိုပြစ်ထည့်လိုက်တာမို့ fatty လည်းအဲ့ဒီနေရာမှာတင်ခေါင်းပြက်ပြီးဇဝိန်လျှောသွားတော့တယ်ဒါကိုမြင်တော့ဒီအတိုင်းလူ15ယောက်ပြည့်ရင်ပြီးရောဆိုပြီးခေါ်လာခဲ့တဲ့ကစားသမား6ယောက်လည်းကြောက်တူးတုံကုန်ပြီးသူတို့ဒီလိုလူမျိုးနဲ့ရှင်းနိုင်မှာမဟုတ်တာမို့ထွက်ပြေးခြင်းစိတ်တွေပေါက်နေပါတယ်ဒါနဲ့သူတို့ကိုခေါ်လာခဲ့တဲ့တာဆိတ်ကရတို့ကခေါ်လာတော့ကပြောခဲ့တဲ့ကစားစရာမလိုဘူးဆိုတဲ့စကားကိုပြန်အသိကအောင်ပြောပေးနေတော့ဓမြ boss ကနေနောက်တပွဲကိုသူကစားမယ်ဆိုပြီးသူ့ရဲ့ကိုပါ9ယောက်ကိုစွမ်းအားနဲ့ copy ခေါ်လိုက်ပါတယ်ဒါကိုကြည့်ပြီးအနိုင်ဘယ်လိုဆုံးဖြတ်မှလဲလို့မေးလာကြတာနဲ့ boss ကတယောက်ကိုတမှတ်ပဲမို့အနိုင်ရတဲ့လူကရှစ်ပွဲနိုင်ဆိုတဲ့သဘောပဲလို့ပြောလိုက်တာနဲ့တာဆိတ်ကရလည်းဒီဂိမ်းကသူ့လူ9ယောက်ရှုံးရင်တော့သူတယောက်တည်းအားနဲ့အကုန်လုံးကိုနိုင်မဲ့ဂိမ်းပဲလို့စိတ်ထဲကနေတွက်နေပြီးတယ်အဲ့ဒီအချိန်ကစားပြီးတဲ့လူတွေပြန်ကစားခွင့်မရှိတဲ့စီးမြင့်ရှိနေတာမို့ဘလို့ပဲဖြစ်ဖြစ်ဒီအတိုင်းအလှကြည့်ဖို့ခေါ်လာတဲ့လူတွေကသူတို့ဝင်ကစားရတော့မှာပဲဆိုပြီးကြောက်လန့်ကုန်တာနဲ့တားချိန်တော့မရတော့ပဲထွက်ပြေးသွားကြတော့တယ်ခွန်ကတော့သူတို့6ယောက်နဲ့ဓမြ8ယောက်ကစားမယ်လို့ပြောလိုက်ပေမဲ့လည်းအဲ့လိုနီးကမမျှတဘူးဆိုပြီး8ယောက်ပဲကစားရမယ်လို့ boss ကပြန်ပြောပါတယ်အဲ့ဒီမှာပဲခွန်ကသူ့စိတ်ထဲထင်နေတာနဲ့ခုနက fatty နဲ့ boss နဲ့ကတငယ်ချင်းတွေကိုဘာလို့တက်ရလောက်တဲ့အထိလှုပ်လိုက်ရတာလဲဆိုတဲ့မေးခွန်းကိုကောက်မေးချလိုက်ပါတယ်ဒါနဲ့ boss ကအဲ့ဒီ fatty ကဖောက်ထွင်းလူသက်မှုမရင်းကျင်လူသက်မှုနဲ့တင်ကိုလူ17ယောက်လောက်ရှိနေပြီဆိုပြီးပြန်ဖြေတာနဲ့ထိတ်လန့်သွားတဲ့ခွန်ကိုဟီဆိုတာကနေဒီနေရာကတကယ်အပြင်လောကပဲလို့ပြောပြလိုက်တယ်အဲ့ဒါအပြင်တာဆိတ်ကရကလည်းဒီကျွန်းကအပြင်ကဘာမှာရှိပြီးဒီဂိမ်းကလည်းအပြင်လောကကတနေရာမှာလှုပ်ထားတဲ့ဂိမ်းကိုဓမြတွေရဲ့ boss ဆိုတာကဒီဂိမ်းကိုဆွဲခဲ့တဲ့ game master Razor ပဲလို့ပြောပြတယ်ဒီစကားကြတော့ကွန်လည်းဂျင်းရောဒီနေရာမှာရှိနေလားဆိုတဲ့မေးခွန်းကိုကောက်မေးလိုက်တာမို့ကြားလိုက်ရတဲ့လူတိုင်းအံ့ဩသွားကြပေမဲ့ Razor ကတော့ဂျင်းဆိုတဲ့နာမည်ပြောလိုက်တာနဲ့တပြိုင်တည်းဂွန်မန်းတန်းတည်သွားတယ်နောက်တော့ဂျင်းကဂွန်ရောက်လာရင်တေချာပေါ့မညာနဲ့ဆိုပြီးမှားထားတဲ့စကားကိုလည်းပြန်ပြောပြလိုက်တာမို့ဂွန်ကလည်းအဖေကဒီလိုလားဆိုတဲ့ပုံစံနဲ့ပြောင်းလိုက်ပါတယ်ကိစ္စတွေအားလုံးရှင်းပြီးသွားချိန်မှာတော့ဂိမ်းကစားဖို့အတွက်လည်းလူမရှိတော့တာနဲ့လိုအပ်နေတဲ့လူ2ယောက်ကိုဂိုရင်းတို့ကနေ Razor ရဲ့ပုံစံအတိုင်း copy ပွားခေါ်လိုက်ပြီးလူ8ယောက်ပြည့်သွားအောင်ဖြည့်လိုက်ပါတယ်နောက်တော့ဂိမ်းကစားနည်းတွေကိုအသေးစိတ်ရှင်းပြပြီးဂိမ်းစကစားကြတဲ့အချိန်မှာတော့ဘောလုံးကဂွန်တို့ဘက်မှာရှိနေတာမို့အလဲစီးမှရှိနေတဲ့ဂိုရင်းတို့လည်းဟန်ပါပါနဲ့ဘောလုံးကိုပြိုင်ဘက်ကစားသမားတွေစီပစ်လွှတ်လိုက်တယ်ပထမ2ခါလောက်အထိသူပြစ်တဲ့ပြစ်မှတ်တိုင်းကထိနေတာမို့သူလည်းလွယ်လိုက်တာဆိုပြီးကိုမန်တက်လာတာနဲ့ပြစ်မှတ်ကိုဘေးကစားသမားတွေစီမချိန်တော့ပဲ Razor စီတက်တဲ့ချိန်ပြီးဘောလုံးကိုနန်းပေါင်းထဲလို့ပြစ်လွှတ်လိုက်ပါတယ်အဲ့ဒီမှာပဲသူပြစ်လိုက်တဲ့ပြင်းအားအများကြီးနဲ့ဘောလုံးကို Razor ကကြက်ကလေးငှက်ကလေးဖမ်းလို့လက်တစ်ဖက်ထဲနဲ့
ဖမ်းလိုက်တာမို့ဂိုရီနူလည်းဘလိုတောင်ဖမ်းနိုင်လိုက်တာလဲဆိုပြီးထိတ်လန့်သွားပါတယ်အဲ့ဒီအချိန်မှာပဲရေဇာကတံပြန်တိုက်ခိုက်ဖို့အချိန်ကျပြီဆိုပြီးဘောလုံးကိုသူ့ရဲ့ခရမ်းရောင်စွမ်းအားတွေနဲ့စူးစီးပြီးဂိုရီနူစီကိုပြန်ပစ်လွှတ်လိုက်ပါတော့တယ်ဘောလုံးလာနေတဲ့အချိန်ကိုကြည့်တာနဲ့နေမြန်လဲမြန်ပြီးပြင်းအားလဲအတော်များတာမို့သူဒီဘောလုံးကိုရှောင်နိုင်ပါမလားဆိုပြီးဇော်ချွေးတွေပြန်လာတာမို့နောက်ဆုံးမှာတော့မရှောင်နိုင်ဘူးဆိုတာတေချာတာနဲ့တပြိုင်နက်သူ့ရဲ့ကော်ပီကစားသမားနဲ့နေရာချင်းလဲပြေးလိုက်ပါတယ်အဲ့လိုနဲ့သူရဲ့နေတဲ့နေရာကိုရောက်သွားတဲ့ကော်ပီကစားသမားကတော့ရေဇာပြစ်လိုက်တဲ့ဘောလုံးနဲ့ထိထိချင်းခေါင်းပြတ်ထွက်ပြီးတေသွားတာမို့ဂိမ်းထဲကနေအငွေးပြန်တဲ့ပုံစံနဲ့အော်တိုပျောက်သွားပါတော့တယ်ဒါကိုကြည့်ပြီးဂွန်တို့တွေလည်းဂိုရီနုသာအချိန်မီနေရာမချိန်လိုက်ရင်ခေါင်းပြတ်မဲ့လူကဂိုရီနုပဲဆိုတာကိုတွေးမိသွားတာမို့သူတို့အဖွဲ့နဲ့ပြိုင်ဘက်ကြားကကွာခြားချက်ကတိတိတသာပေါ်လာပါတယ်ဂိုရီနုကတော့တုံလုံးနေပြီးစကားစားနိုင်သေးတာနဲ့ဒီတိုင်းနေတဲ့အချိန်ဘောလုံးရထားတဲ့ဓမြအဖွဲ့ကလည်းဘောလုံးကိုသူတို့အချင်းချင်းဟိုပေးတီပေးနဲ့ဂွန်တို့ကိုအလဲကနေကြောင်းပိတ်ထားပါတယ်အဲ့ဒီအချိန်မှာပဲဘောလုံးကတာဆိတ်ကရက်ရဲ့နောက်ကျောတဲကိုလာထိတာမို့တာဆိတ်ကရက်လည်းအချိန်နဲ့လဲကျသွားပြီးဘောလုံးလည်းအချိန်နဲ့ကီရူလာစီကိုရောက်သွားတာနဲ့ကီရူလာလည်းဖမ်းယူထားလိုက်ချိန်မှာတော့ဘောလုံးရဲ့အလေးချိန်ကဘိုးလင်းတစ်လုံးစာလောက်ရှိနေတာပါလားဆိုပြီးအံ့ဩသွားပါတယ်နောက်တော့ဒါကိုဖြည့်ရှင်းဖို့အတွက်ဟီဆိုတာရှိနေတာကိုတည်သွားပြီးဟီဆိုတာရဲ့စပရင်လက်အစွမ်းနဲ့ဘောလုံးကိုချိတ်ခိုင်းလိုက်လို့ပြန်ပါလာအောင်လုပ်လို့ရတဲ့နီးကိုတုံးပြီးတစ်ဖက်ကပြိုင်ဘက်ကစားသမားတွေကိုတယောက်ပြီးတယောက်ဖြုတ်ပစ်နေလိုက်တယ်ဒီနီးနဲ့သာဆိုသူတို့ဒီပြိုင်ပွဲနိုင်ပြီဆိုတဲ့အားတက်နေတဲ့အချိန်ရောက်တော့မှကော်ပီပါထားတဲ့ပြိုင်ဘက်ကစားသမား2ယောက်ကဘောလုံးကိုဖမ်းယူဖို့အတွက်ဒီကိုတဲ့အဖြစ်ဘူးသွားတော့တာမို့ဟီဆိုတာကလည်းတစ်ဖက်ကဆွဲအောက်ကိုမနိုင်တော့ပဲဘောလုံးကိုလှုပ်ပေးလိုက်ရတယ်သူတို့အတွက်ကပြိုင်ဘက်ကစားသမားစီဘောလုံးမရောက်မှသာနိုင်ဖို့အခြေအနေရှိနေတာမို့အခုလိုဘောလုံးကပြိုင်ဘက်စီရောက်သွားပြီးအဲ့ဒီပြိုင်ဘက်ကလည်းကော်ပီပွားထားတဲ့သူတွေမဟုတ်ပဲရေဇာကိုယ်တိုင်ဖြစ်နေတာနဲ့ဂွန်နဲ့ကီရူလာတို့လည်းသူတို့အစွမ်းကိုထုတ်သုံးဖို့အချိန်တန်ပြီဆိုပြီးထုတ်လိုက်ကြတယ်ရေဇာကတော့ဂွန်တို့တွေကန်ကို3နှန်းပုံထောက်ရင်တေတော့မတေပါဘူးဆိုပြီးဘောလုံးကိုဂွန်စီတက်ပြစ်လွှတ်လိုက်တာမို့ဂွန်လည်းဘောလုံးကိုရအောင်ဖမ်းမဲ့ဆိုတဲ့စိတ်ပြင်ဆင်ပြီးဖမ်းလိုက်တဲ့အချိန်မှာတော့ဘောလုံးလာတဲ့အချိန်ကများနေတာနဲ့အနောက်ကအုပ်နီယန်စီကိုဖမ်းနှက်ပါကျုပ်ပြီးလွန်းထွက်သွားတော့တယ်ဘောလုံးကလည်းအထက်ကမျက်နှာချက်စီကိုဖောက်ဝင်သွားပြီးဘောလုံးမှန်သွားတဲ့ဂွန်ရဲ့နှစ်ဖူးမှာလည်းသွေးတွေစီးကျနေတာမို့ကီရူလာနဲ့ဘစ်ကစ်တို့ကဂွန်ကိုစိတ်ပူပြီးပြေးသွားကြပေမဲ့ဂွန်ကတော့သူနောက်တစ်ခေါက်ကျရင်ဘောလုံးကိုတေချာပေါက်ဖမ်းနိုင်မှာဆိုတဲ့စိတ်တွေတက်ကြွနေပါတော့တယ်